Hello April မျိုးပါဒီနေ့မှာတော့ April မွေးနေ့တုန်းကရခဲ့တဲ့လက်ဆောင်လေးတွေကို unboxing လုပ်ပြပါမယ်ပထမဆုံးလက်ဆောင်လေးကတော့ကနန်းရုပ်လေးပဲဖြစ်ပါတယ်ချစ်စရာလေးเนาะကနန်းလေးကဇိုးရဲ့ဆိုင်ရပြောမယ်ဆိုရင်တော့ April က Gemini မှာ Gemini ဆိုပေမဲ့ Cancer တွေရဲ့ဒီ left language လေးကို April ကသဘောကျတယ်ပေါ့เนาะဒါကြောင့် April ကိုဒီကနန်းရုပ်လေးပြည့်ရလို့ April ထင်ပါတယ်ဒါအပြင်တငယ်ချင်းစီကနေပြီးတော့ဒီ postcard လေးလည်းရထားပါတယ်ဒါလေးကတော့သူ့ရဲ့ရင်တွင်းဖြစ်တည်ရေးထားတာဆို April ဖတ်မပြတော့ဘူးပေါ့เนาะကိုယ့်ဘာသာကိုပဲဖတ်ထားပါတယ်ဒုတိယလက်ဆောင်တစ်ခုကလည်းရုံးကမောင်လေးစီကနေပြီးတော့ရထားတာပါသူပေးထားတာကတော့ဒီအိတ်လေးပါဒီအိတ်ဒီဇိုင်းလေးကအရင်တော့ကလည်း trend ဖြစ်လိုက်ပါသေးရဲ့ဒါပေမဲ့ April အဲ့နှုန်းကလည်းဝယ်မကင်ဖြစ်လိုက်ဘူးပေါ့เนาะအခုသူကလက်ဆောင်ပြီးတော့လေ April ကောင်းကောင်းကင်ပါမယ်အယောင်လေးကလည်း April သဘောကျတဲ့အနီလေးပါပြီးတော့ဒီအိတ်ကပစ္စည်းတွေလည်းအများကြီးဆန်နေဆို April အခုတောင်မှပဲရုံသွားရင်နှိမ့်တိုင်းလွယ်ဖြစ်နေပါတယ်နောက်ထပ်လက်ဆောင်တစ်ခုကတော့ April ရဲ့ best friend စီကနေပြီးတော့ရထားတဲ့တူလေးပဲဖြစ်ပါတယ်လီလီကပါ April အခုတလောဒီအနီရောင်နေအညိုရောင်တွေကိုအရင်သဘောကျနေရပေါ့เนาะသူတို့စီရထားတဲ့ဖနက်လေးကလည်းဒီလိုအညိုရောင်လေးပါအရင်သဘောကျပါတယ်ဖနက်ပုံစံလေးကဒီလိုလေးပါရှင်ကောင်းကောင်းစီးပါမယ်ကျေးဇူးပါနောက်ထပ်ရထားတဲ့လက်ဆောင်လေးကတော့အင်ကြီးလေးပါဒီလက်ဆောင်ကိုဘယ်သူကဝယ်ပေးရလဲဆိုရင်တော့ကိုပဲဆွချလိုက်တာပါသူက My Fashion ကဝယ်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီ local brand လေးဘယ်ကလဲဆိုတော့ဒီ Studio ဆိုတဲ့ local brand လေးကပါသူရဲ့ cotton လေးကအရင်ကောင်းနေပေါ့နော်ဒီဇိုင်းလေးကတော့နည်းနည်းရိုးရှင်းတယ် April တောင်ဒီနေ့တောင်မှပဲအပြင်ထွက်ပြီးတော့ပုံရိုက်ဖို့ရှိရပေါ့နော်ပုံရိုက်ပြီးမှပဲပြပါတော့မယ်နောက်ဆုံးလက်ဆောင်တစ်ခုကတော့ April အရင်လိုချင်နေတာဖြစ်တဲ့ Casio နိုင်လေးပါကာစီယိုလေတာထန်လေးဆိုအရင်လာတယ်လေတာလေးကလည်းအညိုရောင်လေး April အရင်သဘောကျပါတယ်အရေးကြီးဆုံးအရာတစ်ခု April မေ့တော့မလို့ပါနော် April ရဲ့ဒီလုတ်ဖော်ကင်ဘက်တွေကနေပြီးတော့ April ကိုမွေးနေ့ကိတ်လေးတစ်လုံးလက်ဆောင်ပေးထားပါတယ်မွေးနေ့ကိတ်ကိုတော့ April မွေးနေ့မှာကလေးကတခါတည်းသူတို့ကိုခွဲကျွေးလိုက်ပြီဆိုတော့ပြစရာတော့မရှိတော့ဘူးပေါ့နော် April ဒီဘက်ပေးနာလေးမှာပုံလေးပြထားပါမယ် April အရင်ကြိုက်တဲ့ chocolate အရသာလေးဖြစ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အခုလိုမျိုး April ရဲ့မွေးနေ့မှာမွေးနေ့လက်ဆောင်ပေးတဲ့သူတွေတယောက်ချင်းစီကိုလည်း April ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင် bye bye